2026 ခုနှစ်မြန်မာနိုင်ငံတွင်အောင်မြင်နိုင်သောစီးပွားရေးအခွင့်အလမ်းများ2026ခုနှစ်သည်မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍအတွက်စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများပေါင်းစပ်တည်ရှိနေသောနှစ်တစ်နှစ်ဖြစ်လာနိုင်ပါသည်ကမ္ဘာလုံးဆိုင်ရာနည်းပညာတိုးတက်မှုများ Artificial Intelligence ၏တက်ရောက်မှုများ Commerce လုပ်ငန်းများ၏တိုးတက်လာမှုနှင့် Digital Economy သို့ဦးတည်၍လျားလာသောစီးပွားရေးပုံစံများကြောင့်စီးပွားရေးအခွင့်အလမ်းအသစ်များပေါ်ပေါက်လာလျက်ရှိသည်မြန်မာနိုင်ငံတွင်စီးပွားရေးအောင်မြင်မှုရရှိရန်အရင်းအနှီးကြီးမားမှုထက်ဈေးကွက်လိုအပ်ချက်ကိုနားလည်နိုင်မှုနှင့်နည်းပညာကိုထိရောက်စွာအသုံးချနိုင်မှုတို့ကပိုမိုအရေးပါလာသည်2026ခုနှစ်တွင်အောင်မြင်နိုင်ခြေမြင့်မားသောစီးပွားရေးခွင့်လန်းများကိုအောက်ပါအတိုင်းလေ့လာကြည့်နိုင်ပါသည် The digital marketing နှင့် social media service လုပ်ငန်းမြန်မာနိုင်ငံတွင် Facebook သည်စီးပွားရေးလုပ်ငန်းများ၏အဓိက marketing platform အဖြစ်ဆက်လက်တည်ရှိနေဆဲဖြစ်သည်ထို့အပြင် TikTok, Telegram နှင့် YouTube တို့၏အသုံးပြုမှုများလည်းတိုးတက်လာလျက်ရှိသည်လုပ်ငန်းရှင်အများစုသည် digital marketing ကျွမ်းကျင်သူများကိုလိုအပ်လာကြသဖြင့် Facebook page management, content creation, graphic design, video editing, Facebook ads management နှင့် SEO service များသည်ဝင်ငွေကောင်းသောလုပ်ငန်းများဖြစ်လာနိုင်သည်အထူးသဖြင့် SME လုပ်ငန်းများသည် online ပေါ်တွင်ဖောက်သည်ရှာဖွေရန်အားထားလာကြသောကြောင့် digital marketing agency များအတွက်အခွင့်အလမ်းများပိုမိုများပြားလာမည်ဖြစ်သည် e-commerce နှင့် online shopping ယနေ့မြန်မာနိုင်ငံတွင် online shopping သည်လူနေမှုပုံစံတစ်ခုအဖြစ်ပြောင်းလဲလာပြီးဖြစ်သည် Facebook Shop, TikTok Shop နှင့် website များမှတဆင့်ကုန်ပစ္စည်းများရောင်းချနိုင်သည် Fashion အလှကုန်အစားအသောက်လက်မှုပစ္စည်းများစိုက်ပျိုးရေးထုတ်ကုန်များနှင့်ပြည်တွင်းထုတ်ကုန်များသည် online market တွင်အလားအလာကောင်းများရှိနေသည်အထူးသဖြင့် My Mermaid products များကိုပြည်တွင်းသာမကနိုင်ငံခြားဈေးကွက်သို့တင်ပို့ရောင်းချနိုင်သော commerce platform များသည်2026ခုနှစ်တွင်အောင်မြင်နိုင်ခြေမြင့်မားပါသည်သုံးငယ်နှင့် technology service လုပ်ငန်းများ Artificial Intelligence AI သည်ကမ္ဘာတစ်ဝန်းရှိစီးပွားရေးလုပ်ငန်းများကိုပြောင်းလဲနေပြီဖြစ်သည်မြန်မာနိုင်ငံတွင်လည်း AI chatbot, AI content creation, AI customer service နှင့် AI automation service များအတွက်လိုအပ်ချက်များမြင့်တက်လာမည်ဖြစ်သည်လုပ်ငန်းများအနေဖြင့်ဝန်ထမ်းအင်အားလျှော့ချပြီးလုပ်ငန်းထိရောက်မှုမြင့်တင်လိုကြသောကြောင့် AI solution များပေးနိုင်သူများသည့်အနာဂတ်တွင်ဝင်ငွေကောင်းသောလုပ်ငန်းတစ်ခုကိုတည်ဆောက်နိုင်မည်ဖြစ်သည် Lead software development နှင့် mobile app developmentမြန်မာနိုင်ငံရှိလုပ်ငန်းများသည့် digital transformation ကိုတဖြည်းဖြည်းလက်ခံလာကြသည့် web system, com system, school management system, inventory system နှင့် mobile application များအတွက်လိုအပ်ချက်မြင့်တက်လာသည်အထူးသဖြင့် cloud-based SaaS software as a service solution များသည့်လုပ်ငန်းရှင်များအတွက်ကုန်ကျစရိတ်သက်သာပြီးအသုံးပြုရလွယ်ကူသောကြောင့်အလားအလာကောင်းသောစီးပွားရေးအခွင့်အလမ်းဖြစ်လာနိုင်သည် Now online education နှင့် skill training နည်းပညာခေတ်တွင်ကျွမ်းကျင်မှုအသစ်များသင်ယူလိုသူများတိုးပွားလာသည့် English language, programming, digital marketing, graphic design, video editing, AI tools နှင့် business management သင်တန်းများအတွက်လိုအပ်ချက်များမြင့်တက်လာနေသည် Online learning platform များ video course များနှင့် corporate training service များသည်2026ခုနှစ်တွင်အလွန်ကောင်းမွန်သောစီးပွားရေးခွင့်လန်းများဖြစ်လာနိုင်သည်6စိုက်ပျိုးရေးနှင့် value added product လုပ်ငန်းများမြန်မာနိုင်ငံသည်စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့်စိုက်ပျိုးရေးအခြေခံလုပ်ငန်းများတွင်အခွင့်အလမ်းများစွာရှိနေစေဖြစ်သည်သို့သောကုန်ကျန်းရောင်းချခြင်းထက် value added product များထုတ်လုပ်ခြင်းသည်ပိုမိုအမြတ်အစွန်းရရှိနိုင်သည့်ဥပမာအားဖြင့် black garlic, organic food, dried fruit, coffee product နှင့် agricultural processing လုပ်ငန်းများဖြစ်သည်logistics နှင့် delivery service online shopping တိုးတက်လာသည့်နှင့်အမျှ delivery service များ၏အရေးပါမှုသည်လည်းပိုမိုမြင့်မားလာသည့်မြို့ကြီးများသာမကနယ်မြို့များအထိကုန်ပစ္စည်းပို့ဆောင်ပေးနိုင်သော logistics service များသည်စီးပွားရေးအခွင့်အလမ်းကောင်းများဖြစ်လာနိုင်သည် Chic health wellness business ကျန်းမာရေးကိုပိုမိုဂရုစိုက်လာသောလူဦးရေတိုးပွားလာသည့်နှင့်အမျှ healthy food, fitness service, wellness product နှင့် natural product များ၏ဈေးကွက်သည်လည်းကြီးထွားလာသည် Black garlic, organic food, herbal product နှင့် nutritional food များသည်2026ခုနှစ်တွင်အလားအလာကောင်းသောစီးပွားရေးလုပ်ငန်းများဖြစ်နိုင်သည်အောင်မြင်ရန်လိုအပ်သောအချက်များ2026ခုနှစ်တွင်စီးပွားရေးအောင်မြင်လိုသူများအတွက်အရေးကြီးဆုံးအချက်မှာပြောင်းလဲမှုကိုလက်ခံနိုင်စွမ်းဖြစ်သည်ဈေးကွက်အခြေအနေနည်းပညာနှင့်ဖောက်သည့်အမှုအကျင့်များသည်အမြဲပြောင်းလဲနေသောကြောင့်လုပ်ငန်းရှင်များအနေဖြင့်အမြဲလေ့လာသင်ယူနေရမည်ဖြစ်သည်ထို့အပြင် digital technology ကိုအသုံးချခြင်း customer experience ကိုဦးစားပေးခြင်းငွေကြေးစီမံခန့်ခွဲမှုကောင်းမွန်ခြင်းနှင့်ရေရှည်မဟာဗျူဟာရှိခြင်းတို့သည်အောင်မြင်သောလုပ်ငန်းတစ်ခုတည်ဆောက်ရန်အခြေခံလိုအပ်ချက်များဖြစ်သည်မိကုံ2026ခုနှစ်မြန်မာနိုင်ငံ